spicy ဖြစ်တယ်ရွာတာလေးမှကြိုက်တာလားကြာရှည်ခံမယ်ကျွတ်ကျွတ်ရွရွအမဲသားကြော်လေးကြော်မယ်အမဲသားကိုမလိုအပ်တာလေးဖယ်ပြီးအနေတော်တုံးနေတုံးမယ်ပြီးရင် vinegar လေးထည့်မယ်နယ်ပြီးဝိုင်း2မိနစ်လောက်ထားပြီးရေပြန်ဆေးလိုက်မယ်စနွင်းမုံရဲ့စားနဲ့အချိုမုံရဲ့ပပလေးထည့်ပြီးတေချာနယ်လိုက်မယ်ဂျင်းကိုဒါမျိုးလေးတွေစီးလိုက်မယ်ဘာမဆိုမြန်တာကိုကြိုက်လို့ဒီတစ်ခါ pressure cooker နဲ့အမဲသားကိုပြုတ်လိုက်မယ်ပွက်ပွက်ဆူလာတော့မှအမဲသားကိုထည့်ပြီးတော့အဖုံးပိတ်ပြီး15မိနစ်လောက်ထားလိုက်မယ်အချိန်ပြည့်ပြီဆိုရင်တော့ pressure cooker တွေကနေလေရင်ထုတ်မယ်ပြီးရင်အမဲသားကိုစစ်ကြည့်မယ်မပြော့သေးဘူးဆိုရင်ထပ်ထားလို့ရသေးတယ်ခဏလောက်အေးခံထားပြီးရင်တော့တစုံတစ်ယောက်ကိုတွေးပြီးတမြင်ချင်းစီဒါမျိုးလေးတွေဖြစ်အောင်မြင်လိုက်မယ်ဒီတစ်ခါတော့ကြက်သွန်နီကိုပပလေးလှီးပြီးအလဲကနေထပ်ချမ်းလိုက်မယ်ကြက်သွန်ဖြူကိုလည်းဒါမျိုးဖြစ်အောင်လုပ်မယ်โอเคစကြောအောင်အိုးပူလိုင်းစီထည့်မယ်ဟိုရှိတ်ဒီရှိတ်လုပ်မယ်ထုံးစံအတိုင်းပြီးရင်ကြက်သွန်ဖြူကိုထည့်မယ်နည်းနည်းမှွေပြီးတော့အနံလေးတင်းလာပြီဆိုရင်ကြက်သွန်နီကိုထည့်မယ်နည်းနည်းထပ်မှွေမယ်ပြီးတော့အခါမှာစနွေးမုတ်ကိုပပလေးထည့်မယ်အမိုင်းလေးတစ်ဖြတ်ကြော်ညာဝဲလိုက်မယ်ဒီမကတ်တဲ့အိုးနဲ့အခုန pressure cooker နဲ့ကိုလိုချင် showcase ထဲမှာဝင်ရောက်ဝယ်ယူနိုင်ပါတယ်ငုတ်တီးမုတ်နဲ့မဆလာကိုပပလေးထည့်ပြီးမှွေမယ်ငုတ်တီးအကျန်းမုတ်ကို2စွန်းခွဲလောက်ထိထည့်ပါမယ်ပြီးရင်တော့မီးအေးလေးနဲ့အယောင်နေအစင်စင်ပြောင်းလာတဲ့အထိစောင့်မယ်ကျွန်တော်ကတော့နီနီရဲရဲလေးဖြစ်သွားတဲ့အချိန်ကြတော့မှအမဲသားကိုထည့်တယ်အမဲသားထည့်ပြီးွားရင်အဓိကသတိထားရမှာကမီးကိုလျှော့ထားပါမီးအေးလေးနဲ့ကျွတ်ရွသွားတဲ့အထိကြော်ရမယ်ပြီးရင်ရတာအတွက်စားနဲ့အချိုမုတ်ကိုထည့်မယ်တေးသေးချာလေးထပ်မှွေမယ်ဒါကိုဘူးထဲထည့်ပြီးတော့အဝေးရောက်နေတဲ့မိတ်ဆွေအပေါင်းအသင်းတွေကိုပို့တာဖြစ်ဖြစ်ကိုယ့်ဘာသာကိုဘီယာနဲ့မြည်တာဖြစ်ဖြစ်လှုပ်ရှားကြည့်ပါအရန်ကောင်းပါတယ်